စိုက်မှာလေပြီးရင်စိုက်တာဘယ်နေမှာနော်ဟိုမှာတက်တော့ရင် ông tuộc số cáiနှလုံးထဲလိုက်ရေးဒီနှလုံး chi về hả မင်္ဂလာပါရှင် Zolan Voice TV ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့အရေးပေါ်သတင်းထုတ်ပြန်ချက်တစ်ခုကိုအင်တာဗျူးကဏ္ဍနဲ့အတူအများပြည်သူများသိရှိစေရန်အတွက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့ဒီအင်တာဗျူးကဏ္ဍမှာပါဝင်သွားမယ်မညဉ့်ဉဏ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရှင်းပြည်နယ်တိတိမြို့စီးရင်ဒေသတွင်ရှိတိုင်းငင်းစက္ကစစခန်းကိုရှင်းကာကွယ်ရေးတပ်ပေါင်းစုမှနေပြီးတော့မှဇွန်လ17ရက်2023မနက်9:30ဝန်းကျင်မှာတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်လို့သတင်းရရှိပါတယ်ရှင်ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးတော့မှကျမတို့ Zolan Voice TV မှ Zolan PDF Commander in Chief ကိုဂီရီယွန်ကိုမေးမြန်းမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ Commander မင်္ဂလာပါရှင်ok mình là bà ဟုတ်ကဲ့ပါရှင် Commander ရဲ့လက်ရှိထမ်းဆောင်နေတဲ့တက်ရင်းနဲ့ယာဒူးကိုပြောပြပေးပါရှင်ok là si cho nó ZDF dù PDF dù lên mà sĩ u sĩ chốt tàu vận tháng sau này bà đấy ဟုတ်ကဲ့ပါကျေးဇူးပါရှင်ခုလိုအချိန်ပေးပြီးတော့မှကျမတို့အရေးပေါ်သတင်းကိုဖြည့်ကြားပေးမှာဖြစ်တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါပထမဦးဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီကနေ့ဖြစ်ပျက်သွားတဲ့တိုက်ပွဲအရှိန်အနေနဲ့အကြောင်းရင်းဘာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရတယ်လဲဆိုတာကိုကွန်မန်တာကြီးအနေနဲ့လုံခြုံရေးထိခိုက်မှုမရှိဘဲနဲ့ဖြည့်ကြားပေးလို့ရပါသလားရှင်ဟုတ်ကဲ့ရပါတယ်အဓိကကတော့ကျွန်တော်တို့ဒီတီးတီမြို့နယ်စီရင်ကျိုးဝဲမှာရှိတဲ့တိုင်းငယ်ပေါ့နော်စာကစတာဂိတ်ကဒီကျွန်တော်တို့ပြည်သူတွေခရီးသွားလာတဲ့ပြည်သူတွေကိုမတန်တဆပိုက်ဆံတွေတောင်းတယ်ပြီးရင်သူတို့ပြည်သူတွေကို PDF နာမည်တပ်ပြီးမှဖမ်းချင်တယ်လို့ဖမ်းတယ်နှိပ်စက်တယ်ပြည်သူတွေကိုလူမဆန်စွာနဲ့ပဲသူတို့ဆက်ဆံတယ်အဲအကြောင်းမလို့ကျွန်တော်တို့ကဒီတိုင်းငယ်မှာရှိတဲ့စကားစားတွေကိုနင်ထုတ်ရခြင်းဖြစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီကနေ့ဖြစ်ပွားတဲ့တိုက်ပွဲဖြစ်ပွားလာခြင်းရဲ့အကြောင်းရင်းအခြေခံကတော့ကျမတို့တိုင်းရင်းဂိတ်မှာအစမတန်အခွန်တွေကောက်တာရဲ့သူတို့တွေကကျမတို့ပြည်သူတပ်သားတွေရောင်ဆောင်ပြီးတော့မှပြည်သူတွေကိုဖမ်းဆီးပြီးနှိပ်စက်တာတွေဒီမတမာမှုတွေမြောက်များစွာကိုပြုလုပ်တဲ့အတွက်ကြောင့်မို့လို့ဒီမဟာမိတ်တပ်ပေါင်းစုကနေပြီးတော့မှရှင်းလင်းဖို့အတွက်ဒီတိုက်ပွဲကိုထိတွေ့ဖို့အတွက်ကိုဆုံးဖြတ်ချက်ချခဲ့တာပေါ့ရှင်ဒါဆိုရင်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမအနေနဲ့မေးခွန်းမေးရှင်တာကတော့သူ့ဘက်ကိုယ့်ဘက်ထိခိုက်နာကျင်မှုဆုံးရှုံးမှုအခြေအနေတွေကိုလည်းပြောပြပေးလို့ရပါမလားရှင်ဟုတ်ကဲ့ရပါတယ်ကျွန်တော်တို့ဒီတိုက်ပွဲအတွင်းမှာကျွန်တော်တို့မိနစ်9နာရီခွဲကနေစခဲ့တာပေါ့နော်အဲ့မတိုင်ခင်မှာတော့ကျွန်တော်တို့ drone နဲ့လည်းဘုံချခဲ့တယ်ပြီးရင်လည်းလက်နက်ကြီးနဲ့လည်းပစ်ခဲ့တယ်ပေါ့ဒီတိုက်ပွဲအတွင်းမှာကျွန်တော်တို့မဟာမိတ်ကလေး PDF ကနေပြီးရင် KKG ကနေ CDF CDM စီရင်ကနေနဲ့ PDF ဇုံလန်းကနေရဲဘော်၄ယောက်တိုက်ပြီးအတွက်ပြီးဆက်ခဲ့တာပေါ့နော်ဒီကြားမှာကလေး PDF နဲ့ PDF ဇုံလန်းရဲဘော်2ယောက်ဒဏ်ရာရတယ်မစိုးရင်ရဘူးပေါ့သူတို့ကတော့ပြီးရင်စကားစဘက်ကတော့ထူပြောစရာမလိုဘူးသူတို့ကကြတော့အမြဲတမ်းတိုက်ပွဲတိုင်းမှာအရှုံးပေါ်နေတာလေနော်တိုက်ပွဲတိုင်းမှာသူတို့ကခွီးပြီးဝက်ပြီးရတယ်တိုက်ပွဲတိုင်းမှာသူတို့ကဘယ်လောက်ပဲလက်နဲ့ကောင်းဘယ်လောက်ပဲလီယန်တုံးသူတို့မှာတိုက်ချင်ခိုက်ချင်စိတ်မရှိတော့ဘူးရဲဘော်တွေကအောက်ချီရဲဘော်တွေကအားကြောင့်မလို့သူတို့ဒီနေ့လဲអော်တယ်မပစ်ကြနဲ့တော့အဲ့လောက်ထိတောင်អော်တယ်ဒါပေါ့ကျွန်တော်တို့ရဲဘော်တွေကစခန်းထဲကိုဝင်သွားတယ်သူတို့ပန်ကာထဲကိုဝင်သွားတဲ့ခါမှာသူတွေကအလုံးနေတော့ကျွန်တော်တို့တနက် MA1 လဲတင်းတယ်ပြီးရင်ခဲရန်တချိုးတွေလဲတင်းခဲ့တယ်သူတို့စခန်းထဲကိုဝင်ပြီးမှကျွန်တော်တို့3ပုံတပုံလောက်ပေါ့စခန်းကိုတင်းပြီးဗျူဟာကုန်းကိုပေါ့အဲ့မှာကျွန်တော်တို့
မဟာမိတ်အဖွဲ့နဲ့လက်နဲ့ခဲရန်တွေကတော့မိကုံရန်ကုန်တုံးခဲကြတာပဲဒါပေမဲ့အခြေအနေရပေါ့တိုက်ပွဲကြာလာတဲ့ခါကျတော့ကျွန်တော်တို့ကပထမရည်ရွယ်ချက်ကတော့ကျွန်တော်တို့နာရီအတွင်းမှာတင်းမှာပေါ့အခြေအနေအကြောင်းကျွန်တော်တို့အချိန်မီမတင်းနိုင်တဲ့ခါကျတော့ကြည်ရမလောက်ဘူးမလောက်တဲ့ခါကျတော့ကျွန်တော်တို့ကအစားကတော့စီစဉ်ဆွဲတာကတော့ဒီစခန်းကိုအကုန်တင်းဖို့ပေါ့ကြည်မလောက်တဲ့ခါကျတော့မဆုပ်ချင်နေပဲကျွန်တော်တို့ပြန်ပြီးတော့ဆုပ်တာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့မဟာမိတ်တပ်ဖွဲ့ပေါင်းစုထဲကနေပြီးတော့မှကျမတို့ရဲ့ချီရတဲ့လေးစားရတဲ့PDF ၄ဦးကနေပြီးတော့မှသူတို့ရဲ့အသက်ကိုပေါ့နော်ကျမတို့တိုင်းပြည်အတွက်ပေးဆက်သွားခဲ့ရတဲ့အတွက်ကျမတို့အင်မတန်မှအဆင်မကောင်းဖြစ်ရပါတယ်ရှင်ဒါပေမဲ့သတင်းကောင်းလို့ပဲပြောရမလားကျမတို့အမြဲတိုက်ပွဲတိုင်းသတင်းတိုင်းမှာပေါ့နော်ခုန commenter ကြီးပြောသွားသလိုပဲစကဘလောက်ပဲလက်နက်တွေကောင်းဘလောက်ပဲသူတို့မှာအစစ်မြင့်တဲ့လက်နက်တွေရှိနေပါစေအမြဲတမ်းပေါ့နော်အမှန်တရားကျမတို့ဘက်နဲ့ရက်တည်နေတဲ့အတွက်ကြောင့်မို့လို့သူတို့ဘက်ကခုနcommenter ကြီးပြောသွားသလိုဆိုလို့ရှိရင်ကျမရဲ့မျက်လုံးထဲမှာတော့မြင်အောင်ပါတယ်သွေးအိုင်ထဲမှာလဲနေပြီးတော့မှသူတို့ကနေပြီးတော့မပစ်ပါနဲ့တော့လို့လှမ်းပြီးတော့မှတောင်းပန်ရတဲ့အခြေအနေထိကို PDF တွေကအနိုင်နဲ့ပိုင်းခဲ့ပြီးမဲ့လဲလက်နက်ခရင်ခက်ခဲကြောက်မှုလို့ပေါ့နော်ပထမရည်ရွယ်ချက်အတိုင်းစခန်းမသိမ်းနိုင်ခဲ့ရဘူးလို့ဆိုလိုတာပေါ့နော်ဒါဆိုလို့ရှိရင် comment လာကြီးချင်းဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်ဆက်လက်ပြီးတော့မှဒီတိုက်ပွဲမှာပေါ့နော်ဒီတိုက်ပွဲကရှေ့လျားတဲ့တိုက်ပွဲကလည်းပြင်းထန်တယ်စကပတ်ကနေပြီးတော့မှလေရင်နဲ့တောင်မှသူတို့ကလာပြီးတော့မှကူတိုက်ပေးလောက်ရတဲ့အခြေအနေမျိုးထိပေါ့နော်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့အနေနဲ့ပြည်သူတွေအားလုံးကလည်းသိရှိမယ်လို့ထင်ပါတယ်ဒီတိုက်ပွဲမှာမဟာမိတ်ဘယ်နှဖွဲ့ကနေပြီးတော့မှပူးပေါင်းပါဝင်ပြီးတော့မှတိုက်ပွဲဆင်နွှဲခဲ့တာလည်းသိပြစီရှင်ဟုတ်ကဲ့မဟာမိတ်ကျွန်တော်တို့က10ဖွဲ့ပေါ့နော်ပထမကတော့ CDF CDM စီရင်ပေါ့ပြီးရင်ကလေး PDF ပြီးရင် S2 ပေါ့ပြီးရင် KKG ပါမယ်ပြီးရင် PDA ပါမယ်ပြီးရင်တော့ CNDF ပါမယ်ပြီးရင် TCDF ပါမယ်ပြီးရင်ကျွန်တော်တို့ PDF ဇိုလန်ပေါ့ဟုတ်ကဲ့ဟုတ်ဒါဆိုလို့ရှိရင်မဟာမိတ်10ဖွဲ့ရနေပြီးတော့မှပူးပေါင်းပြီးတော့မှဒီတိုက်ပွဲကိုပါဝင်ဆင်နွှဲခဲ့ကြတာပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ဒီတိုက်ပွဲကိုမဟာမိတ်တွေအားလုံးကနေပြီးတော့မှရှင်းပြတဲ့တီးတိမ်မျိုးစီးရင်ဒေတာအတွင်းမှာရှိတဲ့ဒီတိုင်းငင်းစခန်းကိုအားလုံးကနေသဘောတူပြီးတော့မှဒီစက္ကစရဲ့မတမာမှုအမျိုးမျိုးပေါ့နော် PDF အယောင်ဆောင်ပြီးတော့မှဖိနှိပ်ချုပ်ချယ်မှုတွေအားလုံးကိုဖယ်ရှားဖို့ရန်အတွက်ဒီမဟာမိတ်10ဖွဲ့ရနေပြီးတော့လုံးဝသဘောတူဒီတိုက်ပွဲကိုထိတွေ့ခဲ့ကြတာပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့အနေနဲ့ကျမသိရှင်တာကတော့တိုက်ပွဲရဲ့ဖြစ်ပွားမှုကကြတော့ဒါဆိုလို့ရှိရင်ခုန commenter ကြီးရဲ့ပြောသွားတဲ့စကားထဲမှာလည်းပါခဲ့ပြီးပါပြီဒါပေမဲ့ကျမဆက်ပြီးတော့သိရှင်တာတော့လက်နက်ခဲရင်ပေါ့နော်လက်နက်ခဲရင်နဲ့ကုညီထောက်ပံ့မှုတွေကောအရေးပေါ်လိုအပ်နေပါသလားတိုက်ပွဲအရှင်တွေကကောဒီမှာပဲရက်သွားမှာလားဒါမှမဟုတ်လို့ရှိရင်ကျမတို့ဆက်လက်ဆင်နွှဲဖို့ရောရှိသေးတာလားပေါ့နော်ဒါကထိခိုက်မှုလုံခြုံရေးထိခိုက်မှုမရှိဘူးဆိုရင်တော့ဖြေချပေးပါရှင်ဟုတ်ကဲ့ဒီတိုက်ပွဲကတော့ဒီလောက်နဲ့တော့ကျွန်တော်တို့ရက်မှာမဟုတ်ဘူးလေနော်ဒီတစ်ခါမရရင်နောက်တစ်ခါဘယ်လိုပြောမလဲနဆပေါ့နော်ကျွန်တော်တို့တူးဖို့ရှင်းထားပါတယ်ဒါပေမဲ့လိုအပ်ချက်ကတော့ကျွန်တော်တို့မှာလက်နက်ရှိပြီးမဲ့လဲခဲရန်ကတော့မလောက်တဲ့ခါကျတော့အဓိကတော့လက်နက်ခဲရန်ပေါ့နော်အဖွဲ့ရှိတိုင်းမှာအရင်လိုမဟုတ်တော့ဘူးအရင်လိုကျွန်တော်တို့ကတူမီဒီမကြိုက်တော့ဘူးအခုကအားလုံးကမောင်းပြန်နေဒါပေမဲ့မောင်းပြန်ရှိအောင်နဲ့တော့ကျွန်တော်တို့မလုံလောက်ပြန်ဘူးလက်နက်ခဲရန်ဒီလိုတဲ့ခါကျတော့ချီဒီကတော့ကျွန်တော်တို့တိုက်ပွဲတပွဲမှာအနည်းဆုံးကတောင်းချီပြီးမှ3ရတာဆိုတဲ့ခါကျတော့ကျွန်တော်တို့လည်းမဟာမိတ်အနေနဲ့တော့၎င်းကျွန်တော်တို့ကလက်နက်ခဲရန်တွေကတော်တော်လေးကိုလိုအပ်နေသေးတယ်လက်နက်ခဲရန်သာရှိရင်တော့ကျွန်တော်တို့ကဒီစကားစားဒီဘယ်လောက်မှမရှိပါဘူးသူတို့စခန်းမှာအင်အားတော့မရှိဘူးသူတို့ကဘယ်လိုလဲဟန်ပြတာပေါ့ချစ်ဖိုက်တာနဲ့လာတယ်ထုတယ်ကလီမြို့ကနေလဲ120နဲ့အချိန်ချင်းလာထုတာပေါ့နော်မဲ့သူတို့ရှစ်ကူတော့မရောက်နိုင်ဘူးသူတို့ကအင်အားကိုမရှိဘူးအောက်ချီမှာစင်တကယ်ကိုအင်အားမရှိတော့တာစကားစားတယ်ဗျ
ကျွန်တော်တို့ကဒါပြည်သူတွေအနေနဲ့လက်နက်ခဲယမ်းတာလုံလောက်တဲ့လက်နက်ခဲယမ်းတွေကိုပြီးနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်အတွင်းမှာပဲဒီတီးတီမြို့နယ်မှာရှိတဲ့စကားစားတွေကိုအမြင့်ပြတ်ချီမုန်းနိုင်တယ်လက်နက်ကတော့အတင်းတင်းရှိပြီခဲယမ်းပဲလိုတော့တယ်ဟုတ်ကဲ့ထပ် ဟုတ်ကဲ့ ထပ်ပြီးတော့အစီအဆက်တူဖို့တော့ကျွန်တော်တို့စီစဉ်ထားပါတယ် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကွန်မန်ဒါတို့နဲ့အတူမဟာမိတ်ဖွဲ့တွေရဲ့ရဲရင်းမှုတတိရှိမှုတွေကိုကြားသိရတဲ့အတွက်ဝမ်းသာပါတယ်ပြည်သူတွေအနေနဲ့လည်းခုနပြောသလိုမျိုးမောင်းပြန်ရှိပေမဲ့လက်နက်ခရင်တွေရှိပေမဲ့အစင်းမြင့်တဲ့လက်နက်တွေအရင်တော့ကတော့ကျမတို့က PDF ဒီအားလုံးကတူမီကိုကင်ခဲ့ပေမဲ့အခုချိန်မှာစင်းမြင့်တဲ့လက်နက်တွေရှိနေပေမဲ့လည်းခဲယမ်းလိုအပ်တဲ့အတွက်ကြောင့်မို့လို့ဒီခဲယမ်းကို NUG ဖွဲ့စည်းရပဲဖြစ်ဖြစ်ပြည်သူတွေကပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့အမြန်ဆုံးဒါဆက်လက်ပြီးတော့မှခုနအရင်တော့ကထောက်ပံ့တာထက်ပို့ပြီးတော့မှနှစ်ဆပို့ပြီးတော့မှထောက်ပံ့မယ်ဆိုလို့ရှိရင်လည်းနှစ်ဆတိုက်ပွဲအခြေအနေကိုတိုးမြင့်ပြီးတော့မှလွတ်မြောက်နေမည်ဖြစ်ပေါ့နော်ကျမတို့ရှင်းပြည်နယ်ဒေသတီးတင်ဒေသကိုလည်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ကျမတို့အခုတော်လိုင်းကြီးဒေသအားလုံးမှာပေါ့နော်ကွန်မန်ဒါရေးရှင်သတင်းတွေမှာလည်းကျမတို့တွေ့ရပါတယ်တော်လိုင်းကြီးဒေသအားလုံးမှာပေါ့နော်ကျမတွေ့နေရတဲ့လောက်ကတော့လွတ်မြောက်နေမည်ကိုဖော်ဆောင်ဖို့အတွက်ကိုကြိုးစားနေကြတယ်အဲ့ဒီလွတ်မြောက်နေမည်ဖော်ဆောင်ဖို့နေရာတိုင်းမှာလည်းစကားစတွေရဲ့ခုနကွန်မန်ဒါကြီးပြောသွားသလိုပဲအင်အားကအင်မတန်မှနည်းနေတာကိုတွေ့ရတယ်ပေါ့နော်သူတို့တွေကရှိတဲ့လူတွေတောင်မှမတိုက်ရှင်ပဲနဲ့နည်းနည်းလေးလာတိုက်ပြီဆိုရင်တောင်မှမတိုက်ပါနဲ့ဆိုပြီးတော့မှအလွယ်တကူလက်နက်ချသွားတာတွေတွေ့ရပါတယ်ဒါကြောင့်မို့လို့ကျမတို့ရှင်းပြနေတဲ့တီတီမျိုးကိုလွတ်မြောက်နယ်မြေဖြစ်ပေါ်ဆောင်ဖို့အတွက်ကောအရှင်နေရှိပါသလားနီးကပ်နေပြီလားရှင်ဒါရောဒါကြတော့ဘယ်လိုပြောရမလဲဆိုရင်ပြည်သူတွေကပဲကျွန်တော်တို့ကိုဒီထက်ပိုပြီးတော့ထောက်ပံ့နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီထက်ပိုပြီးတော့လွတ်မြောက်နိုင်ပြီဖန်တီးနိုင်မယ်ဒီထက်ပိုပြီးတော့ကျွန်တော်တို့စူးမိုးနေပြီဖြစ်လာနိုင်ပါပေါ့နော်အဓိကတော့ပြည်သူပေါ်မှာပဲမူတည်တယ်ဟုတ်ကဲ့ပါရှင်ကျွန်တော်တို့ကတော့အမြဲတမ်းတိုက်ပွဲဝင်ဖို့ကတော့ရဲဘော်တွေကတော့အမြဲတမ်းအသင့်ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကွန်မန်ဒါရှင်ဒါဆိုလို့ရှိရင်ပေါ့နော်ကျမတို့တိုက်ပွဲတစ်ပွဲဖြစ်ပွားပြီးတဲ့အခါမှာပေါ့နော်ဒီတိုက်ပွဲဖြစ်ပွားတဲ့ပတ်ဝန်းကျင်မှာခုနကွန်မန်ဒါကြီးပြောခဲ့တယ်လို့ပဲသူတို့တွေကလူစိတ်မရှိတဲ့အတွက်ကြောင့်မို့လို့စကားစားကတော့တရိษံရှိစိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရိษံလိုပဲပေါ့နော်ပတ်ရန်တက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူတို့ဒီပြည်သူတွေကိုပေါ်ကိုပေါ့နော်ကြောက်ရောက်လာမဲ့အန်တရယ်တွေကိုပြည်သူတွေနဲ့လည်းစိုးရင်ထိတ်လန့်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွန်မန်ဒါကြီးတို့အနေနဲ့ပြည်သူတွေရဲ့စိုးရင်ထိတ်လန့်မှုအပေါ်မှာသိစေချင်တဲ့စကားအမှားစကားသတိပေးစကားပေါ့နော်စသဖြင့်ပြောရှင်တဲ့စကားတွေကိုပြောပြလို့ရမလားရှင်โอเคအဓိကတော့စကားစားတော့ပြည်သူတွေကလည်းအားလုံးတည်ပြီးသားပဲဖြစ်ပါတယ်နော်လူစိတ်မရှိဘူးသူတို့မှာတကယ်ကိုတိုက်ပွဲတနေရာမှာဖြစ်မယ်ဆိုရင်သူတို့မှာထိနာပြီဆိုရင်မရှိမဆိုင်တဲ့ပြည်သူတွေကိုဘုံကျဲမယ်ရွာတွေကိုဘုံကျဲမယ်ဒီနေ့ဆိုရင်တော့ဒီတိုင်းရန်ဘီနာရွာတချို့တွေတော့ဘုံကျဲတယ်သူတို့ကတကယ်ဆိုဘာမှမဆိုင်ဘူးသူတို့ခါကျတော့လူစိတ်မရှိတဲ့ခါကျတော့တိုက်ပွဲဖြစ်ရင်တော့ပြည်သူတွေအနေနဲ့တိုက်ပွဲဖြစ်တဲ့နေရာကနေနဲ့ခက်ဝေးဝေးပေါ့နော်ဝေးဝေးရှောင်းနိုင်လေပူကောင်းလေပေါ့ပြီးရင်တိုက်ပွဲဖြစ်ရှင်မှာခရီးရတွားလာဟုအထူးဂယုစိုက်စီခြင်းနဲ့ဖြစ်နိုင်ရင်တော့မတွားစီခြင်းဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကရန်တမ်းပြီးတော့ပစ်တာလေတချို့တွေဆိုရင်မူးထောင်ပြီးမှပစ်တာတော့လက်နဲ့ကြီးနဲ့ဟိုရောက်ချင်တဲ့နေရာရောက်ဆိုပြီးမှရှောက်ထုတ်တာသူတို့ကအဲ့လိုလူစိတ်မရှိတဲ့ခါကျတော့ကျွန်တော်တို့ကတော့တတိဝိရိယနဲ့နေရမယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ကျမတို့တိုက်ပွဲတစ်ပွဲဖော်ဆောင်ခါနီးပြီဆိုလို့ရှိရင်ပြည်သူတွေကိုကွန်မန်ဒါတို့အနေနဲ့တတိပေးတာတွေအတိပေးတာတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒီအရာကိုပဲလိုက်နာပြီးတော့မှပြည်သူတွေအနေနဲ့လည်းပူးပေါင်းပါဝင်စေရှင်တဲ့သဘောပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်ကဲ့ပါဒီတိုက်ပွဲတပွဲဖြစ်ပြီးဆိုရင်တော့ကျွန်တော်တို့တခါတလေကြူပြီးတော့ statement ထုတ်တာတွေရှိတာပေါ့နော်ကြူပြီးတော့အတိပေးတာတွေရှိတယ်တခါတလေလုံခြုံရေးရတတိတည်းမထုတ်ပြင်တာတွေလည်းရှိတာပေါ့နော်ဖြစ်နိုင်ရင်တော့ကျွန်တော်တို့ page ကနေတည်င်းထုတ်ပြင်တာတွေကိုတော့ပြည်သူတွေအနေနဲ့လိုက်နာပြီးဖို့တော့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါရှင်
ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် commenter ရှင်အခုလိုမျိုးကျမတို့ကိုတိထိုက်တဲ့ပေါ့နော်တခါတည်းတိုက်ပွဲဖြစ်တဲ့အခါမှာပြည်သူတွေကဘာဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးတိုးလောလည်းဖြစ်တယ်ဆိုရင်ကြောင်ကြမှုတွေလည်းရှိတယ်ပေါ့နော်တစ်ဖက်စကစနဲ့ပူးပေါင်းတဲ့အဖွဲ့အစည်းတွေလည်းရှိမယ်ဒီတော်လန်ရေးကိုမလိုလားတဲ့လူတွေလည်းရှိမယ်ပေါ့နော်ဒါဒီတော်လန်ရေးကိုမလိုလားတဲ့သူတွေကနေပြီးတော့မှပေါ့နော်ကျမတို့ဒီ PDF တွေကိုတိခိုက်နေတာစီမဲ့အရာတွေမဟုတ်တဲ့သတင်းတွေပေါ့နော်အဲ့လိုမျိုးပြောကြားမှုတွေရှိတယ်ဒါတွေကိုတစ်ဖက်ပြည်သူတွေကနေပြီးတော့မှနားမလဲပဲသူတို့ဒီစကစဘတ်တော်သားတွေရဲ့စကားကိုပေါ့နော်သူတို့ကြားရှိတဲ့အခါမှာဆိုရင်ထိတ်လန့်မှုတွေလည်းရှိပါတယ်ဒီအနေနဲ့ရောပြည်သူတွေရဲ့ဒီတစ်ဖက်လူရဲ့စကားကိုနားမယောင်ဖို့ဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှဒီ commenter တို့အနေနဲ့ပြောလို့တဲ့စကားလေးတွေသတိပေးလို့တဲ့စကားလေးတွေများရှိမလားရှင်ပြည်သူတွေကိုဟုတ်ကဲ့တခါတလေကျတော့ဒီဘောမာတွေလို့ပြောရမလားပေါ့နော်စကားစားရဲ့သူတို့လူတွေပေါ့တချို့တွေကျတော့တည်င်းမဟုတ်တဲ့ဟာတွေရှောက်လွတ်နေသူတို့မှာအင်အားမရှိရတဲ့နဲ့စကားအင်အားတိုင်းငယ်မှာအယောက်50 60 100အင်အားထပ်ဖိလိုက်ပြီသူတို့မှာအင်အားဖိဖို့တော့မရှိရတဲ့နဲ့သူတို့ပြည်သူတွေကိုသူတို့အင်အားအရင်များတည်တယ်ဆိုတာမျိုးပေါ့နော်ဟန်ပြလုပ်ချင်တာအဲ့ဒါမျိုးကိုနားမယောင်စီနဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့မှာတကယ်ကိုမြည်ပြန်မှာအင်အားမရှိတော့ဘူးတကယ်ပြည်သူ90ရာခိုင်နှုန်းကကျွန်တော်တို့ဘက်မှာရှိတယ်တချို့တွေကြတော့ပေါ့နော်ကုကျူအတွက်နဲ့ကုနေရဖို့အတွက်အဲ့လောက်လေးနဲ့တချို့တွေပေါ့အဲ့ဒါမျိုးကိုနားမယောင်စီနဲ့သူတို့မှာတကယ်ကိုအင်အားမရှိတော့ဘူးစကားစားတွေကဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အခုလိုမျိုးကျွန်မမေးတဲ့မေးခွန်းတွေကိုစုံလင်စွာနဲ့ဖြေကြားပေးသွားတဲ့ကွန်မန်တာကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်တိုက်ပွဲတွေကြားမှာပေါ့နော်အခုလိုမျိုးဖြေကြားပေးတဲ့အတွက်ပြည်သူတွေကိုသိစေရှင်တဲ့ဆန္ဒနဲ့ပေါ့နော်အန်ဒီရီကြားကနေဖြေကြားပေးတဲ့ကျေးဇူးတင်ပါတယ်ကွန်မန်တာကြီးနဲ့အတူမဟာမိတ်အဖွဲ့ဝင်တွေအားလုံးအန်ဒီရီကင်းပါစေကျမတို့ရှင်းပြည်နယ်တည်တည်မျိုးကလည်းမကြခင်မှာလွတ်မြောက်နေမြေဖြစ်ဖို့အတွက်ပြည်သူတွေကလည်းပူးပေါင်းပါဝင်ပြီးတော့မှဆောင်ရွက်ပေးမယ်လို့လည်းယုံကြည်ပါတယ်ကွန်မန်တာကြီးတို့အနေနဲ့လည်းsafety ပေါ့နော်မိမိရဲ့အသက်ကိုလုံခြုံစွာနဲ့တိုက်ပွဲဆုံးတဲ့အထိပါဝင်ပေးသွားပါလို့မေတ္တာရပ်ခံရင်းနဲ့အန်ဒီယေကိုလည်းတတိထားကြပါလို့တတိပေးရင်းနဲ့နှုတ်ဆက်ပါတယ်ရှင်ကွန်မန်တာကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါရှင်ကွန်မန်တာကြီးကနေပြီးတော့မှကျမတို့ခုနဒီသတင်းအစမှာပဲအရေးပေါ်သတင်းအရှိန်နေပေါ့နော်ကျမတို့သူတို့လင်းရင်နေနဲ့လည်းမြေပြင်ကိုလာရောက်ပြီးတော့မှတိုက်ခိုက်သွားတဲ့အချိန်တွေထိဖြစ်သွားရလောက်တဲ့အထိကိုမဟာမိတ်ရှစ်ဖွဲ့နဲ့အတူစက္ကစရဲ့ထိတွေ့တိုက်ပွဲဝင်မှုကိုအရေးပေါ်အချိန်တွေဖြင့်ပြည်သူတွေရဲ့ပြည်သူတွေကိုသိစေလိုတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကွန်မန်တာကြီးကနေပြီးတော့မှဖြေကြားပေးသွားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျမတို့ဟာဒီຫນွေဦးတော်လန်ရေးက2နှစ်တာကာလဖြစ်ပါပြီမိဘပြည်သူများအနေနဲ့လည်းအဖြူအမဲတဲကွဲပြီလို့ကျမတို့အနေနဲ့ယုံကြည်ပါတယ်ရှင်ကျမတို့ဒီတစ်ခါຫນွေဦးတော်လန်ရေးဟာတောင်းယူလို့လည်းမရပါဘူးရှင်ညှိယူလို့လည်းမရပါဘူးဆုတောင်းပြီးတော့မှဒူးထောက်နေပြီးတော့မှကျမတို့ကအညံ့ခံပေးလို့လည်းမရပါဘူးတောင်းပန်နဲ့လှုပ်ယူလို့ရတဲ့တိုက်ပွဲလည်းမဟုတ်ပါဘူးဒီတစ်ခါတိုက်ပွဲဟာတိုက်ယူမှရမယ်တိုက်ပွဲဖြစ်ပါတယ်ဒါကြောင့်မို့လို့တိုက်ယူမဲ့တိုက်ပွဲမှာတိုက်ပွဲဝင်ပေးနေတဲ့သူတို့ရဲ့အသက်ကိုပမာဏမထားပဲတိုက်ပွဲဝင်နေတဲ့ကျမတို့ပြည်သူတပ်သားတွေရဲ့လုံခြုံမှုသူတို့ရဲ့လိုအပ်နေတဲ့လက်နက်ခဲယမ်းစားဝတ်နေရေးဒါတွေကိုမိဘပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးလိုပါတယ်ရှင်ကျမတို့ကဖျားသားသမီးတွေဖြစ်ပါတယ်ဓမ္မနဲ့အာတမမှာဓမ္မဘက်ကနေပြီးတော့မှရဲဝင့်ပါဝင်ရက်တီပေးဖို့နဲ့အမှန်တရားနဲ့ဒီသွေးသမိုင်းမှာကျမတို့ရေးတဲ့သမိုင်းမရိုင်းဖို့လိုပါတယ်ကျမတို့သမိုင်းမှာကျမတို့ရဲ့လူမျိုးတွေရဲ့သမိုင်းကျမတို့မြန်မာနိုင်ငံရဲ့သမိုင်းကျမတို့ရဲ့ရဲရင်မှုသမိုင်းသွေးနဲ့ရေးတဲ့သမိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသွေးသမိုင်းမှာတစ္ဆာဖောက်အနေနဲ့ကျမတို့သမိုင်းမှာမကြံခဲ့ဖို့မိမိကိုဆင်ခြင်စေချင်ပါတယ်ပြည်သူရဲဘော်တွေရဲ့ဂုဏ်သိက္ခာပြည်သူတွေရဲ့ဂုဏ်သိက္ခာမိဘပြည်သူတွေရဲ့စိတ်ဓာတ်ကိုကြဆင်းစေမဲ့အရေးအသားပြောဆိုတွေကိုဆင်ခြင်ဖို့အတွက်ကျမတို့အားလုံးရဲ့သမိုင်းတရခန့်စာမျက်နှာမှာမပါဝင်စေဖို့ရန်အတွက်သမိုင်းမရိုင်းစေဖို့ရန်အတွက်ထပ်မံပြီးတော့မှတွန်းလောင်းပြီးတော့မှကျမအနေနဲ့သတိပေးပြောကြားလိုပါတယ်ရှင်ကျမတို့ဟာယုံကြည်သူများဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖျားသားသမီးတွေဖြစ်တဲ့ဝိညာဉ်တော်အားဖြင့်ယုံကြည်သူတွေအားလုံးဟာတစိတ်တဝမ်းထဲနဲ့ကျမတို့ပါဝင်ရမှာဖြစ်ပါတယ်ဒီတိုက်ပွဲမှာဖျားကဓမ္မဘတ်တော်သားတွေနဲ့အတူအမှန်တရားဘတ်တော်သားတွေနဲ့အတူပါရှိနေတယ်ဆက်လက်ပြီးတော့လည်းပါရှိအောင်မယ်ဒါကြောင့်မို့လို့ဒီຫນွေဦးတော်လန်ရေးဟာ
အောဖွယ်ရဖျားသခင်ရဲ့နမိတ်လက္ခဏာပြမဲ့တိုက်ပွဲကျမတို့ generation နဲ့အားလုံးရဲ့သွေးနဲ့ရေးတဲ့တိုက်ပွဲအောင်မဲ့တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အောင်ပွဲဆင်တဲ့အခါမှာပြုံးပြုံးလေးနဲ့အတူတကွဆင်နွှဲနိုင်ဖို့ရန်အတွက်ပါဝင်ပေးဖို့ရန်အတွက်မြစ်တာရက်ခံရင်းနဲ့ Zolan Voice TV ကနေပြီးတော့အရေးပေါ်သတင်းထုတ်ပြန်မှုအခြေအနေကိုဆုံးသက်ပြရစီရှင်ကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ